လွယ်ကူရိုးရှင်း CapCut Editing Episode 1 Okay background လေးတွေချိန်ပြီးတော့ phone frame လေးကိုထည့်တဲ့နည်းလမ်းလေးကိုပြပေးမယ်အတစ်ထဲကိုသွားမယ် new project ခေါ်မယ်ပြီးရင် background ထားခြင်းတဲ့ခေါင်းလေးကိုရွေးလိုက်မယ်ဒါလေးကိုရွေးချယ်လိုက်မယ်ပြီးရင် aspect ratio တွေသွားပြီးတော့ ratio ရွေးချယ်ရမှာပါကိုသုံးမှာက TikTok အတွက်လား YouTube အတွက်လားဆိုမူတည်ပြီးတော့ site ချင်းရမှာပါ YouTube အတွက်ဆိုရင် 60/9 TikTok အတွက်ဆိုရင် 9/60 အဲ့တော့ TikTok အတွက်ဆိုတော့ 9/60 ကိုရွေးမယ်ပြီးရင်ပုံကလိုနေလက်ညှိုးလက်မလေးနဲ့ခြုံချဲလုပ်ပြီးတော့ site ပြည့်အောင်လို့ချိန်လိုက်မယ် Okay site ပြည့်ပြီဆိုလို့ရှိရင်နောက်ထပ် video file လေးရွေးချယ်ပါမယ် video file ရွေးချယ်ဖို့အတွက်အောက်ဖက်မှာ effect ရဲ့ဘေးမှာ overlay ဆိုတာရှိပါတယ်ပြီးရင် add overlay လေးကိုတွားမယ်မိထည့်ခြင်းနဲ့ video file လေးတစ်ခုကိုရွေးချယ်လိုက်ပါမယ်ဥပမာဒီ video file လေးပေါ့နော် video file လေးတစ်ခုကိုအဆင်ပြေတဲ့ video file လေးတစ်ခုကိုရွေးချယ်လိုက်မယ်ပြီးရင်တော့ add ဆိုပြီးတော့ထည့်လိုက်ပါမယ် Okay ဒါလေးကတော့ video file လေးတစ်ခုရောက်သွားပါပြီ video file လေးရောက်ရုံနဲ့မပြီးသေးပါဘူးသူ့ကို phone frame နဲ့ထည့်ဖို့အတွက် phone frame လေးကိုထပ်ပြီးတော့ရွေးချယ်ရပါမယ်အဲ့တော့ add overlay လေးကိုထပ်သွားမယ်ပြီးရင် green screen ပါတဲ့ phone frame လေးတစ်ခုကိုရွေးချယ်လိုက်ပါမယ်ကိုရွေးချယ်မဲ့ phone ဒီ green screen ဖြစ်နေရပါမယ် Okay green screen phone လေးတော့ရပြီဒါဆိုရင်ဒီ green screen ကိုဘယ်လိုဖြောက်မလဲ background remove ဆိုတာရှိပါတယ် background remove တွေက chroma key ကိုရွေးလိုက်မယ်ပြီးရင်အစိမ်းရောင်လေးကိုထောက်ပေးလိုက်ပါဘာလို့အစိမ်းရောင်လေးကိုထောက်ပေးလိုက်ရလဲဆိုတော့သူက chroma key ရဲ့အဓိပ္ပာယ်က one color ကိုဖြောက်တာပါအဲ့တော့ one color ကိုဖြောက်တယ်ဆိုအစိမ်းကိုထောက်ရင်အစိမ်းပြောက်မယ်အဖြူကိုထောက်ရင်အဖြူပြောက်မယ်အဲ့တော့ green color မှမဟုတ်ပါဘူးဘယ် color ပဲဖြစ်ဖြစ်ဖြောက်လို့ရပါတယ် Okay လောလောဆယ်မှာတော့အစိမ်းလေးကိုထောက်လိုက်မယ်ပြောက်သွားပြီပြီးရင် phone frame လေးကိုအနည်းငယ်ခြုံချဲလုပ်လိုက်မယ် phone frame လေးကိုအောက်မှာရှိတဲ့ screen နဲ့ကိုက်ညီအောင်လို့အရင်ဆုံးထားလိုက်ပါမယ်ထားပြီဆိုရင် phone frame ရဲ့အထဲမှာအစိမ်းရောင်မြင်းလေးတွေအနည်းငယ်ရှိပါတယ်အဒီကောင်ကဒီမှာရှိနေတဲ့ intensity ဆိုတဲ့ဟာလေးနဲ့ adjust လုပ်လို့ရပါတယ်တွေ့ရလားမသိဘူးเนาะ intensity နဲ့ adjust လုပ်လို့ရပါတယ် intensity နဲ့ရင်နည်းသလိုအစိမ်းပေါ်နေလိမ့်မယ်များရင်များသလိုပျောက်သွားလိမ့်မယ်အောက်က share ကကြတော့အောင်ရဲ့ရိပ်ပါအဲ့တော့လိုအပ်သလိုချုပ်မယ်ပြီးရင်အမှန်ကြီးလေးပေးမယ် Okay ဒါဆိုရင်တော့ phone frame လေးကိုရောက်ပြီဒါပေမဲ့ phone frame နဲ့အထက်မှာရှိနေတဲ့ video file နဲ့တစ်ထပ်တည်းမကြသေးဘူးတစ်ထပ်တည်းကြအောင်လို့ဆွဲပြီးတော့ချဲ့လိုက်ပါတကယ်များညီအောင်ချဲ့ပါမယ် Okay ဘေးနားကပုံနေတဲ့ဟာလေးကို adjust လုပ်ဖို့အတွက်ဒီအောက်မှာရှိနေတဲ့ mark ဆိုတဲ့နေရာလေးကိုသွားမယ်ပြီးရင်ဒီမှာ circle ဆိုတာရှိတယ်ပြီးရင်ဒီမှာနောက်တစ်ခု mirror ဆိုတာရှိတယ် horizontal ဆိုတာရှိတယ် rectangle ဆိုတာရှိတယ် Okay အဲ့တော့နောက်ဆုံးက rectangle ဆိုတာလေးကိုရွေးမယ်ပြီးရင်ဒါလေးကိုလိုအပ်သလိုချဲ့မယ်ဘေးကိုလည်းလိုအပ်သလိုလေးချဲ့မယ်လိုအပ်သလောက်ပဲချဲ့မယ်ဒါဆိုရင်ဘေးနားကခုနရှိနေတဲ့ဟာလေးတွေပိုနေတဲ့ဟာလေးတွေတခါတည်း cut လုပ်ပြီးသားဖြစ်သွားပါပြီဒါဆိုရင်ဒီ down တွေက၄တောင်ကြကြကြီးဖြစ်နေတယ်ဒါဆိုရင်ဒီ down လေးမှာဘယ်ဘက် down အပေါ်လေးကတောင်ကျိုးလေးနဲ့ကစားလို့ရပါတယ်တွေ့လားဒီမှာတောင်ကျိုးလေးနဲ့ကစားတာเนาะ Okay တောင်ကျိုးလေးနဲ့ကစားလို့ရပါတယ်ပြီးရင်တော့သူလိုအပ်သလိုလေးကစားပြီးွားရင်တော့လိုအပ်သလိုလေးသူ့ကိုနည်းနည်းလေး adjust ထပ်လုပ်ပေးလိုက်ပါဒါဆိုရင်တော့ Okay ပါပြီအမှန်ကြီးလေးပေးလိုက်ပါဒါဆိုရင်အပေါ်မှာရှိနေတဲ့ layer ကိုဘယ်လောက်ထားခြင်းလဲဥပမာကိုကဥပမာ6စက္ကန့်ဆိုရင်6စက္ကန့်ထားမယ်အောက်မှာရှိနေတဲ့ video file ကိုလည်းအပေါ်မှာရှိနေတဲ့ background နဲ့အတူတူ video file ကတော့အတူပဲရှိတော့ video file နဲ့ပဲချိန်လိုက်ပဲเนาะOkay video file ရှိတဲ့လောက်ကိုအပေါ်မှာရှိနေတဲ့ background ကို just လက်မှတ်မယ် split နဲ့ delete နှိပ်မယ် Okay ဒါဆိုလို့ရှိရင်ပြန်ကြည့်လိုက်အောင် Okay ဒါလေးရပါလဲဆိုတော့ပြန်ကြည့်မယ်အတန် file လေးထည့်ချင်ရင်ဒီနေရာမှာတစ်ခါတည်းထည့်လို့ရပါတယ်လွယ်ကူရိုးရှင်း CapCut Editing Episode 15ဒီပုံစံမျိုးပေါ့နော်ဒါဆိုရင်တော့ phone frame တွေကိုရောက်သွားပါပြီ Okay ရောက်သွားပြီဆိုရင်တော့ export ထုတ်ရုံပါပဲအဲ့တော့ဒါလေးကို export ထုတ်ကြည့်လိုက်မယ် Okay ဒါက
export ထုတ်ပြီးသွားပြီဆိုတော့ gallery ထဲကိုသွားမယ်သွားပြီးတော့ကိုထုတ်ထားတဲ့ phone frame နဲ့ video file လေးကိုတစ်ချက်ပြန်ကြည့်မယ်ဒါလေးပေါ့နော်ပြန်ကြည့်မယ်โอเคအားလုံးပဲအဆင်ပြေကြပါစေဗျ